ဖေဦးနောက်တယ်သူစားနှစ်သိန်းပေးတော့ချင်းချင်းနဲ့နဲ့ဘယ်တော့မှမအောင်ဘူးဟေ့လိုက်ခဲ့ပါကွာငါတယောက်တည်းအပေါ်မရှိလို့ဟာ ငါတကယ်မှအားလို့ပါကောင်ဝိုင်းတာမနေ့ကငါခီးသွားမှာကွာငါအားရင်လိုက်ခဲ့ပါတယ်အမှန်ဆိုဒီညတော်သွားမှာကားလက်မကကုံသွားလို့မနေ့မှသွားမှာ ဟေ့မင်းအကြီးပြလိုက်ပါဘာသာပူပြီးမှာလိုက်ခဲ့ မင်းရလေကွာတကယ်ဖြစ်လို့မရလို့ပါဟဲ့ဒါနေပါဦးဟိုမင်းနဲ့တွက်လက်နဲ့ညစ်ကြဆိုဘာဖြစ်လို့ပြောသမှာ လက်ကောက်ကွာအဲ့ကောင်အဲ့ကအဲ့ဒီကငါ6သိန်းနိုင်တယ်သူ့ကငါ2သိန်းပေးတယ်ကွာငါ4သိန်းယူတယ်ဝိုင်းတယ်တာငါတဲတာလေကွာရေဆိုင်တော့ငါရင်ဆိုင်ရတယ်အဲ့တော့မကျင်တတ်ဘူးတဲ့မကျင်တဲ့ကျိုင်းထဲမှာရှင်းလို့ငါလည်းပြောလိုက် ဩဒီလောက်ဒီပေါင်းလာတဲ့ကောင်တွေကွာဒီလိုဖြစ်เสียလားညှိနိုင်လို့ကြပါ လက်ခဲ့လို့မရဘူးကွာလက်ခဲ့ပါ ငါလိုက်ခဲ့လို့မရလို့ပါကွာအေးတကယ်လို့မင်းအရင်လိုအပ်နေတယ်ဆိုရင်တော့ငါညီကိုခေါ်သွားလိုက် ဖြစ်ပါမလားမင်းရလေ ဟဲ့ငါညီကမင်းခိုင်းတဲ့အတိုင်းတသွေးမတိန်လှုပ်လိုက်မယ် ဟုတ်ရတယ် တော့ ကို စိတ်ကြတယ်မင်း ဒါလိုက်ခဲ့မယ်လေ မင်းဖြစ်လို့လား ဖြစ်ပါတယ်ဟဲ့စိတ်ချဟဲ့ တေးကြတယ်နော် တေးကြပါတယ်ကိုကြီးဟဲ့တေးကြ တေးကြပါတယ်နော် သိကြတယ်ငါအမခံတယ်ကွာမင်းကလေ ပြီးရောကွာအဲ့ဒါဆိုလဲတော့တခါတော့ပြောမှာနော်ငါနိုင်နေဆုံးတသိမ့်ပေးမယ်မကျင်နဲ့လား ဩမင်းကလည်းချင်းချင်းတကွာတသိန်းမဟုတ်2000ပေးလိုက်ရတယ်ဖြစ်နိုင်တပြားမှမပေးတဲ့ ဟုတ်လေကိုကတသိန်းပေးမယ်လို့ကိုကြီးတသိန်းပေးမယ်လို့ပြော အေးမင်းတသိန်းတော့ပေးလိုက် ဟေ့တသိမ့်မှမဟုတ်2000ပေးလိုက်ရတယ်ဘာမှမဖြစ် နဲ့အာမဟုတ်လေအဲ့ဒါမင်းကခင်းလို့သားတယ်ကွာမင်းကလည်းငါညီလို့တသိန်းတော့ပေးလိုက်ပါ ဘူးဟုတ်ပါဘူးတသိန်း2000ပေးမယ်လို့ပြောတာ နေပြီးရော အေးမင်းရတာတေးကြတယ်နော် ရပါတယ်စိတ်ချ မင်းညိုတေးကြပြောလိုက်ဘာညာငါညနေကွင်းထဲမှာထိတ်တာဝိုင်းတယ်တာပြောပြောလိုက် ဩစိတ်ချသားမှာကွာငါသေးသေးချာချာကိုလွတ်လိုက်ပါမယ်ငဝိုင်းက မင်းရတာတေးကြတယ်နော် ရပါတယ်အကိုကြီးကတားကိုတင်ပေးဒါတီးကြလို့ တိတိကျကျလုံးမတေးကြလား တီးကြလို့ ပြီးရော ဟုတ်ကဲ့တသိန်းရ ပြမင်းတို့ပြောတော့ကြိတ်ဝိုင်းဆို အေးလေ မင်းတို့မပေါ့မတယောက်မှလည်းမရှိ ဟာမင်းအဲ့တော့ဘာမှမလုပ်မနေနဲ့ကြိတ်ဝိုင်းမှုလို့အားလုံးစီစီပေးတာငါးကောင်တွေပေါ့မှာအကုန်ချပြီး